မင်္ဂလာပါဗမစ်အမေရိကန်ဟိုမှာကြိုဆိုပါတယ်ဒီနေ့ကတော့ကျွန်မကဒီ baby led ဝင်တဲ့အတွက်လုပ်တဲ့ဗီဒီယိုလေးတွေထဲမှာကျွန်မဒီအပိုင်းလေးတွေမှာဘာတောင်းပြောပြချင်လဲဆိုလို့ရှိရင်အစာကြီးမများတဲ့ကလေးတွေဖြစ်လာဖို့နီလန်လေးတွေပေါ့နော်ဒါကတော့အမှန်တကယ်ဆို baby led ဝင်နေပဲလုပ်ဒါမှမဟုတ် traditional ဝင်နေပဲလုပ်ဘလို့ပုံစံနဲ့ပဲကြွေးပေါ့နော်ဆိုတော့ကလေးတယောက်ကနည်းနည်းကြီးလာတဲ့အခါမှာအစာသိပ်ပြီးတော့မစားကျင်တော့ကြီးများလာတဲ့ဆိုတဲ့အကြောင်းအရာတွေများစွာရှိတယ်ဒါတွေကိုလည်းကျွန်တော်တို့ရှေ့ပိုင်းမှာပြောပြီးသွားပြီပေါ့နော်ဆိုတော့ဒီလိုမျိုးကလေးတယောက်ကသူကအစားအသောက်ကိုစိတ်ဝင်စားပဲနဲ့ကျန်တဲ့ဥစ္စာတွေကိုပဲလှုပ်ချင်နေတယ်ဒီအစားအသောက်ကထင်တဲ့လောက်ကြီးမစားပဲနဲ့ကလေးကလည်းဖြည်းဖြည်းနဲ့ပိန်လာတယ်ဒါမျိုးတွေဆိုလို့ရှိရင်ကျမတို့ကကလေးကအစာကြီးများတယ်လို့ပြောလို့ရတာပေါ့နော်အစာဝင်တဲ့လောက်မဝင်ဘူးပေါ့ပြီးလို့ရှိရင်အတင်းမဲ့လိုက်ကျွေးနေရတာမျိုးတွေရှိမယ်ဆိုတော့အဲ့လိုမျိုးပြဿနာလေးတွေမဖြစ်လာအောင်လို့အမှန်တကယ်တော့ကျူတင်ကာကွယ်နည်းတွေရှိတယ်ပေါ့နော်ကျူတင်ကာကွယ်တာတော့အကောင်းဆုံးနည်းကတော့ baby led ဝင်နေလောက်တာတော့ကောင်းတယ်ပေါ့ဒါပေမဲ့လည်း baby led ဝင်နေမလောက်ခဲ့ဘူးဆိုလို့ရှိရင်လည်း traditional ဝင်နေနဲ့ပဲလုပ်ခဲ့တယ်ဆိုလို့ရှိရင်ပဲဆိုရင်တော့မှပဲဒီလိုနည်းလေးတွေကိုအသုံးပြုခြင်းအပြင်မိဘတွေအနေနဲ့ကလေးတွေကိုပေါ့နော်ဒီဟိုပါပေါ့ healthy relationship အစာနဲ့ healthy relationship ရှိလာအောင်ပေါ့နော်လုပ်ပေးလို့ရတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီထက်မှာကျမတို့အစာကြီးမများတဲ့ကလေးတွေဖြစ်ဖို့အတွက်နည်းလမ်းလေးတွေ9နည်းကိုကျမပြောပြတော့ပါမယ်နော်Okay ပထမဦးဆုံးအဓိကကတော့မိမိလည်းသိတယ် mindset ကအရင်ရေးကြည့်တယ်ဘာလဲဆိုလို့ရှိရင်ကျမတို့တွေကကလေးအစာဆိုင်ကျမတို့ကိုအပြစ်တင်တယ်ပထမဦးဆုံးကလေးတွေကိုအပြစ်တင်တယ်ပြီးကလေးတွေကိုအပြစ်တင်ပြီးသွားရင်ပေါ့ဘေးနာလူတွေအပြစ်တင်တယ်ပြီးကိုယ့်ကိုအပြစ်တင်တယ်ပေါ့အဲ့လိုမျိုးပေါ့နော်ဆိုတော့လူကလေးကအစာမစားဘူးကွာဖြစ်လို့ဒီလိုမျိုးအပြစ်တင်တာတွေအဲ့လိုမျိုးတွေဖြစ်နေမယ်အစားကျမတို့ရဲ့ mindset တွေပေါ့ကျမတို့ရဲ့စိတ်နေစိတ်ထားပေါ့နော်ဆိုတော့အတွေးတတ်မှုပေါ့နော်အဲ့ဒါမျိုးလေးကိုကျမတို့အတွေးတွေပြောင်းရတော့မယ်ဒီ mindset ကိုတက်နိုင်တယ်များပြောင်းရမယ်ပေါ့နော်အဓိကကျမတို့ကြွေးတိုင်းမစားတာကကျမတို့အပြစ်လည်းမဟုတ်ဘူးကလေးပြစ်လည်းမဟုတ်ဘူးဆိုတော့အဓိကဒါကသူ့ဒီအရွယ်မှာဒီလိုမျိုးဖြစ်ဖို့အတွက်ဒါ face ပဲသူတို့ရဲ့သွားဖြစ်နေကြဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့တချို့ကလေးတွေကြတော့လေမဖြစ်ဘဲနဲ့အစားအသောက်ကောင်းကောင်းစားတဲ့ကလေးတွေလည်းရှိကောင်းရှိတယ်ပေါ့နော်ဒါပေမဲ့များသောအားဖြင့်ကတော့ကလေးတော်များများပတ်ဝန်းကျင်ကိုစူးစမ်းတယ်မိဘကိုboundary တွေကိုစမ်းသပ်ချင်တယ်ဒီလိုအခြေအနေမျိုးတွေမှာကလေးတွေကအစာကိုသိစိတ်ဝင်စားဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အစားတဲ့သူတို့မစိတ်ဝင်စားစရာတွေအများကြီးပဲရှိနေတဲ့အခါမှာမိဘတွေကတော့စားစီခြင်းတယ်ဒါပေမဲ့ကလေးတွေကမစားဘူးပို့ပြီးတော့မိဘတွေကစားစီခြင်းလေးကလေးတွေကပို့ပြီးတော့ညှင်းဆက်လေးတွေဒါမျိုးတွေဖြစ်တယ်ပေါ့ဆိုတော့အဲ့ဒါကိုသိထားရင်ကျမတို့အနေနဲ့ mindset ကိုအရင်ဆုံးပြောင်းရမယ်ပေါ့ mindset ကိုအရင်ဆုံးပြောင်းမယ်ဆိုလို့ရှိရင်ကျမတို့အနေနဲ့ဘာတွေထိန်းချုပ်နိုင်လဲနော်ကျမတို့အနေနဲ့ကျမတို့ထိန်းချုပ်နိုင်ကျမတို့စိတ်ပဲရှိတယ်ဆိုတော့ကျမတို့စိတ်ရှိတယ်ပြီးလို့ကျမတို့ဘာတွေလုပ်ပေးနိုင်လဲမိဘတွေနဲ့ဒါတွေရှိမယ်ဆိုတော့ကျမတို့စိတ်ကိုဘယ်လိုထိန်းချုပ်မလဲအဓိကဒါငါအမှားမဟုတ်အမှားဆိုတာငါမိဘမပြီးသားတာမဟုတ်ဘူးဒါကလေးရဲ့တခုချိုရင်းနေတာမဟုတ်ဘူးဒါဟာဒီလိုပဲဖြစ်နေကြမို့လို့ဖြစ်တယ်ဆိုတော့အတွေးကိုတွေးပြီးသွားလို့ရှိရင်ကျမတို့ဘာထိန်းချုပ်နိုင်လဲဘာကျွေးမလဲဆိုတဲ့ဥစ္စာကိုကျမတို့ထိန်းချုပ်နိုင်တယ်ကလေးကိုဘာကျွေးမလဲအာဟာရမျှတစေတဲ့အစားအစာတွေကျွေးမယ်သူကြိုက်တဲ့ဥစ္စာကြီးပဲရေခဲချောင်းတို့တကြားလုံးတို့သူတို့စားရင်ပြီးရောသူစားရင်ပြီးရောဆိုပြီးတော့အစာတွေကိုကျမတို့ကျွေးနေမှာမဟုတ်ဘူးကျမတို့သားသမီးတွေကိုကျမတို့ကကောင်းမေညွန့်ပေးဆိုတဲ့အာဟာရပြည့်နဲ့ပြည့်ဝတဲ့အာဟာတွေကိုကျမတို့ကကျွေးချင်တာမလားဆိုတော့ကျမတို့ကဘာကျွေးရမလဲဆိုတော့ကျမတို့ဆုံးဖြတ်လို့ရတယ်เนาะဒါကျမတို့ control အောက်မှာရှိကျမတို့ထိန်းချုပ်နိုင်တဲ့အရာဘာကျွေးမလဲတနေ့မှာအသားတို့အသီးတို့အရွက်ဒါမျိုးတွေစုံအောင်ကျွေးမယ်ဒါတွေကိုလည်းကျမတို့တခြားဟိုဟာထဲမှာဗီဒီယိုတွေထဲမှာကျမတို့ပြောပြီးသားရှိတယ်ပေါ့เนาะဆိုတော့ဘာကျွေးမလဲဆိုတော့ကျမတို့ဆုံးဖြတ်လို့ရတယ်နောက်တစ်ခါဘယ်တော့ကျွေးမလဲဘယ်တော့ကျွေးမလဲဆိုတော့ကလေးကအိပ်ရနိုးလာပြီးတော့ဘယ်နှစ်နာရီလောက်တွင်မှာတော့မနက်စာစားမယ်ဘယ်နှစ်နာရီလောက်မှာနေ့လယ်စာဘယ်နှစ်နာရီမှာညစာစားလဲပြီး snack ကိုပဲအချိန်လေးမှာကျွေးမလဲစသဖြင့်ဒါတွေကိုကျမတို့အနေနဲ့ထိန်းချုပ်ပြီးတော့control ကျမတို့ control အောက်မှာရှိကျမတို့လုပ်ပေးလို့ရတယ်ပြီးရင်ဘယ်မှာကျွေးမလဲဆိုတာတော့ကလေးကိုထိုင်ပြီးတော့ကျွေးမလားထပြီးတော့ကျွေးမလားလမ်းလျှောက်ပြီးတော့ကျွေးဒါတွေလည်းကျမတို့ထိန်းချုပ်အောက်မှာထိန်းချုပ်မှုအောက်မှာပဲရှိတယ်ဆိုတော့ဒါတွေကကျမတို့ထိန်းချုပ်တာကျမတို့လုပ်နေတာကျမတို့လုပ်တာပေါ်မူတည်ပြီးတော့ကောင်းနေဆိုတာလည်းဖြစ်လာမှာပဲဆိုတော့ကျမတို့ကကိုထိန်းချုပ်လို့ရတဲ့ဥစ္စာတွေပဲကျမတို့ထိန်းချုပ်မယ်ကလေးတွေကဘာတွေသွားထိန်းချုပ်လဲဆိုလို့ရှိရင်သူဘယ်လောက်စားမလဲသူတို့ဘက်သူတို့ဆုံးဖြတ်မယ်သူဘာတွေစားမလဲသူတို့ဘက်သူတို့ဆုံးဖြတ်မယ်เนาะဒါကကလေးကသူလုပ်တဲ့ဟာသူလုပ်ချင်တဲ့ဟာလုပ်ပါပဲသူကအသားအသီးမစားဘဲနဲ့အသီးရွက်တွေမစားဘဲနဲ့အသားရွက်စားရင်စားသွားမယ်အသားလုံးဝမထိဘဲနဲ့ထမင်းတွေပဲစားရင်စားမယ်ဒါကသူစားချင်တဲ့ဥစ္စာသူကသူရွေးမယ်ဒါကသူကသူဆုံးဖြတ်ချက်ပဲကိုရီးယားအတီးပါဇက်ကြီးဟာပြီးတော့အတီးခွန်နေလို့ဖြဲပြီးထည့်နေလို့လည်းရတာလည်းမဟုတ်ဆိုတော့အားလုံးလည်းသိတာပဲဆိုတော့ကလေးတွေကသူထိန်းချုပ်နိုင်တာသူတို့လုပ်ချင်တာသူတို့ပဲကျမတို့ထိန်းချုပ်နိုင်တာဘာကျွေးမလဲဘယ်တော့ကျွေးမလဲဘယ်လောက်ကျွေးမလဲဘယ်မှာကျွေးမလဲစသဖြင့်ပေါ့နော်ဆိုတော့ဒါတွေကိုကျမတို့ထိန်းချုပ်နိုင်တယ်โอ
okay အဲ့ဆိုရင်ကလေးတယောက်ကဒီလိုမျိုးပေါ့နော်စားဖို့အတွက်ညှင်းဆန်နေပြီဆိုလို့ရှိရင်ကျမတို့ဘာတွေလုပ်ပေးလို့ရနိုင်မလဲဆိုလို့ရှိရင်ကျမတို့ကဒါတွေကိုသိပြီးသားဆိုလို့ရှိရင်ဒါတွေကနာ research တွေ science တွေပြပြီးသားသက်သေပြပြီးသားတွေရှိတယ်ဒါကကျမရှောက်ပြီးတော့ပြောနေတာမဟုတ်ဆိုတော့အဓိကကလေးတွေကဒါမျိုးညှင်းဆန်လာတဲ့အခါမှာကိုကအဓိကဖိအားမပေးပြီးကိုအရေးကြီးတယ်။ဘာကြောင့်လဲဖိအားပေးရင်ပိုဆိုးတယ်။ဖိအားပေးရင်ပိုဆိုးတတ်တယ်ဆိုတဲ့ဥစ္စာကိုလေ့လာတွေ့ရှိချက်တွေနဲ့သက်သေပြထားတယ်အများကြီးပဲရှိတယ်။ဆိုတော့ကျမတို့အနေနဲ့ကလေးတွေကကိုစားတဲ့ရင်တော့မစားဘူးစားဖို့ညှင်းဆန်နေဖိအားမပေးဘူးပြီးမတောင်းမှန်ဘူးဒါပေမဲ့လည်းပြောတာကျမတို့လည်းကျမကိုယ်တိုင်ပဲပေါ့နော်ကျမကိုယ်တိုင်လည်းပဲလုံတက်ပါတယ်လုံတက်တယ်ဆိုတော့အတင်းတော့ပါစက်ထဲဖျဲထည့်ပေးနေတာတော့မဟုတ်ပဲအော်တမိဒါလေးစားလိုက်ပါအောင်နည်းနည်းလေးဟိုပေါ့ request လုပ်တာပေါ့နော်ဟိုတရားမစားဒါလေးစားပြီးတော့မှဒါလေးလုပ်မယ်အဲ့လိုမျိုးလေးတွေပေါ့ဘလုံးလေးတွေပေးတာလို့ဒါမျိုးလေးတွေကျမတို့လုပ်လို့ရှိတယ်ဒါပေမဲ့ကျမဘာမလုပ်ဘူးလဲကျမပြောသလိုပဲကျမမှာ boundary ရှိတယ်ကျမ TV ပြရင်လည်းလိုက်ပြီးခွန်TV ပြရင်လည်းထမင်းမကြွေးဘူးပြီးရင်သူကစားနေတဲ့ဥစ္စာနောက်ကလိုက်မခုံဒါကကျမရဲ့ boundary ပဲဆိုတော့ဒါတွေကလည်းပြီးတော့ဘာကြောင့်မလုပ်ရဘူးလဲဆိုတဲ့ဥစ္စာအလုံးသိပြီးသားဖြစ်မှာပါဘာကြောင့်လဲသူတို့ကဒီအစာနဲ့ခုနလုံနေတဲ့အရာတွေနဲ့ relationship ဒီဆက်သွယ်မှုဆိုတာဆက်နွယ်မှုတွေဖြစ်သွားတယ်ဘာဖြစ်လဲဆိုတော့ကလေးတွေအနေနဲ့ဒီရွယ်မှာတော့ကိုရီးယားစားစေချင်လို့လိုက်လုပ်ပေးလိုက်ပေမဲ့ကြီးလာတဲ့ခါမှာကလေးတွေကအကျင့်ဖြစ်သွားပြီးတော့သူတို့ရဲ့ခန္ဓာကိုယ်က TV ကြည့်လို့ရှိရင်တခုခုပိုက်ထဲမှာဝင်းထဲမှာဟာတယ်လို့ဖြစ်လာမယ်ပြီးလို့ရှိရင်အစားဆိုလို့ရှိရင်လည်းအရသာမခံတတ်ဘဲနဲ့သူကလမ်းလျှောက်နေနေစားတာသွားနေနေစားတာမြင်ဘူးလားတချို့တွေဆိုလို့ရှိရင်လည်းအဲ့လိုပဲလေသူထိုင်ကုန်တစ်ခုထဲမှာလူကြီးတွေကိုပြောတာနော်လူကြီးတွေမှာထိုင်ကုန်တစ်ခုထဲမှာထိုင်ပြီးထမင်းမစားတတ်ဘူးအဲ့လိုမျိုးပေါ့တွိုင်းလိုင်းနဲ့ပါစက်ထဲကိုမုန့်နေထက်အဲ့လိုမျိုးပေါ့ mindlessly eat အဲ့တော့ဘာဖြစ်လာလဲဆိုတော့ obesity တွေအဝလွန်တာတွေဖြစ်လာနေပြီးရင် TV ကြည့်တခုခုဝမ်းထဲမှာဟာနေတော့ snack တွေစားမယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းအဝလွန်တာတွေဖြစ်လာနေဆိုတော့ဒါတွေကသူ long term ပေါ့ရေရှည်ပြဿနာတွေကိုဖြစ်နိုင်တယ်ဆိုတဲ့ဥစ္စာကိုကျမတို့ကသိထားလို့ရှိရင်ကျမတို့ကဒါတွေကိုတတ်နိုင်တယ်မြမလုပ်ဘူးပေါ့နော်ဆိုတော့တနိုင်မြမလုပ်ဘူးဆိုပေမဲ့လည်းကျမနားလဲပါတယ်လူဆိုတာကတော့ကိုသားသမီးကိုစားစေခြင်းတဲ့အထူးသဖြင့်ပိန်နေပို့ဆိုရကျမကလေးဆိုတော့ပိန်လီနေတာပဲဆိုတော့အဲ့လိုမျိုးပေါ့ဆိုတော့အဲ့လိုမျိုးဆိုတဲ့အခါမှာဆရာဝန်တွေကတော့အရင်မစိုးရိမ်ပါဘူးကျမကလေးကပြောတာပိန်နေဆိုပေမဲ့သူအရန်အရန်အထက်အရန်ပဲရှေ့ရောက်နေတဲ့အခါကျတော့ဆရာဝန်တွေလုံးဝမစိုးရိမ်ဘူးဆရာဝန်ရိုးဒေါက်ပေါ့ pediatrician တွေမကောက်ကျမ GI doctor တွေအစားအိမ်ဆရာဝန်တွေအကုန်လုံးဒီမှာကျမပြပြီးသွားပြီပေါ့နော်သူတို့ကတော့မစိုးရိမ်ဘူးဘာမှဖြစ်ဘူးဒီတိုင်းပဲဟိုပေါ့နော်ဆက်ပြီးတော့ကိုလို့ဆရာရှိရလို့ပေါ့တိုးတော်လည်းပဲမိဘတွေဆိုတာကတော့လေစိုးရိမ်တတ်တယ်ဆိုတာသဘာဝပဲတိုးတော့ဒီလိုမျိုးဟာလေးတွေသိထားလို့ရှိရင်ကျမတို့အနေနဲ့ဟိုပေါ့အရင်စိုးဝါးသွားအောင်မလုပ်မိဘူးပေါ့နော်ဆိုတော့ဖိအားမပေးဘူးပိုဆိုးတတ်တယ်မတောင်းမှန်လိုက်ပြီးမလုံးနေပေးမနေဘူး association တွေဖြစ်အောင်မလုပ်နေဘူးပြီးရင်ကလေးကမစားလဲကိုကျွေးနေကြအချိန်မှာပဲကိုကျွေးတယ်ပေါ့နော်ဆိုတော့ schedule နဲ့ schedule ဆိုတာတဲ့ဘယ်အချိန်လေးမှာတော့ဟိုပါပေါ့ तू မစားကိုကတော့ကျွေးရမယ်ရှိတာပဲဆိုတော့ကလေးကမစားနိုင်မဲ့ကိုကျွေးနေကြအချိန်မှာပဲကိုကကျွေးမယ်ပေါ့တနေ့နေ့မှာတော့ तू စားလာလိမ့်မယ်ဆိုတော့အဲ့လိုမျိုးဟာလေးတို့ကျမတို့လုပ်ပေးလို့ရတယ်ပေါ့နော်နောက်ခုကကြတော့ဘယ်လိုပြောမလဲဘယ်လိုပြောမလဲဆိုတာကကျမဟိုနဲ့အသက်ကြီးတဲ့ကလေးတို့ပြောပြရပါတော့ဒီငယ်တဲ့ကလေးဆိုတော့ပြောလဲ तू ကသွားပြောလဲ तू ကနားလဲမှာမဟုတ်သေးတာဆိုတော့ဒါကကျမ talk အရွယ်အစာကြီးများတဲ့ဥစ္စာကိုကျမပြောပြနေတာပေါ့နော်ဆိုတော့ဒီလိုမျိုးလမ်းလျှောက်တဲ့အရွယ်စကားနားလေတဲ့အရွယ်လေးတွေမှာသူတို့အစာမစားကြလို့ရှိရင်ဘယ်လိုပြန်ပြောမလဲမစားဘူးလားစားမှာလားမစားရင်လည်းဘယ်တော့မှစားမှာမဟုတ်တော့ဘူးနော်ဘာမှမလို့ရှိရင်လည်းဟိုပေါ့တခုခုပေါ့နော်အဲ့လိုချိန်ချုပ်တာပဲဖြစ်တယ်ဘာမှမလို့ရှိရင်ဒီပြရင်အဲ့လိုမျိုးဒီပြရင်ကျွေးလိုက်တာဖြစ်အဲ့လိုမျိုးကြီးလုံးမဲစားဟိုဘာလို့ပြောလို့ရမလဲမစားသေးဘူးမစားဆိုရင် okay အခုမစားချင်လည်းမစားနဲ့အောင်ဗိုက်ဆိုင်မမေကိုပြောအဲ့လိုလေးပြောလို့ရတယ်ဘာမှမလို့ရှိရင်လည်းကြည့်ပါဦးဟိုသူစားနေတော့မှလည်းပဲသူကကျမတို့ကကြိုတင်ကာကွယ်နည်းဆိုကျမတို့ behavior problem တွေမှာကျမတို့ပြောထားမှုရတယ်ရှိရပေါ့နော်ဒါကြိုတင်ပြီးတော့ကာကွယ်တဲ့နည်းတွေကြိုတင်ကာကွယ်တဲ့နည်းတွေဆိုတော့ तू အစာမစားတာမဖြစ်ခင်တည်းကနေပြီးတော့ तू စားချင်စိတ်ပို့ပြီးတော့ရှိလာအောင်လို့ပို့ပြီးတော့လှုပ်အောင်လို့ကျမတို့က तू ကြိုပြီးချီကျူးထားတာဟဲ့ငါသမီးကအစာတွေပေါ့နော်ခွက်ထဲမှာရှိတဲ့အစာတွေအကုန်လုံးစားရမယ့်ပုံပဲပေါ့နော်ဟဲ့သမီးရဲ့ဟင်းကအရသာရှိမဲ့ပုံပဲမေတော့စားချင်လိုက်တာအဲ့လိုမျိုးလေးကိုကြိုပြီးတော့ပြောလို့ရတယ်နောက်တစ်ခါမှာသူကဟိုပါပေါ့ကိုမကျွေးကျင်တဲ့ဥစ္စာမျိုးတွေကိုအတင်တောင်းနေတာကြားလုံးပဲစားမယ်သူကဖြစ်တယ်မြင်တယ်ကျမတို့သမီးတွေလည်းအများဖြစ်တယ်ကြားလုံးစားကျင်တယ်တခုခုပေါ့နော်သူမစားတဲ့ဥစ္စာကိုထမင်းစားချိန်မှာတောင်းတယ်ဆိုလို့ရှိရင်လောလောဆယ်တကြားလုံးစားသေးဘူးလောလောဆယ်ရေကဲမုံစားသေးဘူးထမင်းရင်စားမယ်ထမင်းကုံလုံးမှတကြားလုံးစားမယ်ပေါ့နော်ဒီဟာကုံတော့မှဒါလုပ်လို့ရမယ်ဆိုတော့ if and then statement နဲ့တုံးလို့ရတယ်ဒါလည်းကျမတို့ behavior coach မှာပြောပြဘူးလေပြီးနောက်တစ်ခါကလေးတိုင်းဟင်းတွေကိုအောက်ချနေတာပစ်ပေါက်နေတာဒါမျိုးတွေတခုခုမကောင်းတဲ့ behavior တွေလုပ်နေ
နေပြီဆိုလို့ရှိရင်ထမင်းမွက်သိမ့်မယ်အဲ့ဒါကိုလက်ခံနေစရာအကြောင်းမရှိဘူးသူဘိုက်စားလို့ရှိရင်လာတောင်းလိုက်မယ်နော်ဆိုတော့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးလေးလည်းလုပ်လို့ရတယ်နောက်တစ်ခါသူဘာစားကျင်လဲဆိုတော့ကြိုပြီးမေးလို့ရဒါသူတို့ရွေးချယ်စရာပေးတာပေါ့ဒါလည်းခုနကပြောသူတို့ပဲဒီ toddler ဒီမစားတတ်တဲ့အရွယ်မှာအဲ့လိုမျိုးအစာချင်းဆက်တဲ့ရွယ်မှာသူတို့ရဲ့ပြဿနာတစ်ခုခုကသူတို့ရဲ့ပေါ့ဖြစ်နေတဲ့အရာတွေကသူတို့ရဲ့ဆုံးဖြတ်မှုအောက်မှာရှိတယ်သူတို့ရဲ့ control ပေါ့နော်ထိန်းချုပ်မှုအောက်မှာရှိတယ်ဆိုတာကိုသူတို့သိစေရပေါ့နော်ဆိုတော့အဲ့ဟာတွေကတော့ကျွန်မပြောဘူးတယ်အရင်တော့ဆိုတော့ဒီအသက်3နှစ်အောက်မှာရှိတဲ့ကလေးတွေကသူတို့ရဲ့ autonomy ဆိုတဲ့လုံနိုင်ခွင့်လုံပိုင်ခွင့်ဒါတွေကိုစသက်ချင်တဲ့အချိန်ဖြစ်တယ်အဲ့ဒါတွေကိုလည်းသူတို့လိုချင်တဲ့အချိန်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုသူတို့ပေးထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျမတို့ကကြိုပြီးတော့မေးတယ်။ဘာစားကျင်လဲဆိုတော့ကြိုမေးလို့ရတယ်။ပြီးရင် heat ချက်လို့ရှိရင်လည်းကျမတို့ကသူ့ကိုဝီကူခိုင်းလို့ရသေးတယ်เนาะအဲ့ဒါတွေလည်းနောက်ပိုင်းကျရင်တော့ပြောပြပါမယ်။ဆိုတော့ဘာစားကျင်လဲဆိုတော့ကြိုမေးလို့ရတယ်လို့မျိုးနောက်တစ်ခါနှစ်ခုတည်းကတစ်ခုကျွေးချက်ခိုင်းလို့ရတယ်။ဒါပေမဲ့နှစ်ခုလုံးကတော့ကိုကျွေးစေချင်တဲ့ဟာမျိုးပေါ့။ကိုစားစေချင်တဲ့ဟာမျိုးပေါ့။ Okay သမီးကဒီနေ့အခုတော့ဆယ် snack စားမယ်ဆိုလို့ရှိရင် yogurt စားမလား cheese စားမလားအမှမဟုတ်လို့ရှိရင်ဟိုပါပေါ့တခုခုပေါ့နော်အဲ့လိုမျိုးရွေးချက်စရာကောင်းတဲ့ဟာကိုမှကိုကျွေးနိုင်တဲ့ဥစ္စာကိုမှပန်းသီးစားမလားလိမ္မော်သီးစားမလားအဲ့လိုမျိုးပေါ့ကိုကျွေးနိုင်တဲ့ဥစ္စာတွေကနေမှရွေးချက်စရာပေးလိုက်တာကသူတို့အနေနဲ့နှစ်ခုလုံးတစ်ခါလေးကြိုက်ရင်နှစ်ခုလုံးမစားဘူးဆိုပြီးတော့ပြောနိုင်တယ်ဒါပေမဲ့များသောအားဖြင့်ကတော့နှစ်ခုရွေးချက်စရာပေးလို့ရှိရင်သူတစ်ခုမဟုတ်တစ်ခုတော့ရွေးလိမ့်မယ်ပေါ့နော်ဆိုတော့ yeah လို့ရှိရင်နောက်နီလန်တစ်ခုကပါလဲဆိုလို့ရှိရင်အချိန်မှန်ကျွေးမယ်เนาะအချိန်မှန်ကျွေးတဲ့ဥစ္စာကကြတော့ဒီကလေးကိုပေါ့အစာပေါ့ကိုလုပ်ပေးနိုင်တဲ့အရာတစ်ခုပဲပေါ့เนาะဆိုတော့ဒီအရွယ်ကလေးတယောက်ကအသက်ပေါ့အသက်အရွယ်ပုံမူတည်ပြီးတော့သူတို့ဘယ်လောက်ကျွေးတင်လဲဘယ်လောက်ကြာဘယ်နှခါကျွေးတင်လဲဒါမျိုးလေးတွေကတော့ကွာခြားမှုရှိတယ်ဒါပေမဲ့လည်းပေါ့ကိုကအချိန်မှန်ကလေးကိုပေါ့เนาะကျွေးနေကြအချိန်မှကျွေးလာတော့ဒါအကောင်းဆုံးပဲဘာကြောင့်လဲဒီရွယ်ကလေးလေးတွေကသူတို့ကျွတ်သိခံမှန်ရတာပုံသေးဖြစ်တာအဲ့ဒါမျိုးသူတို့ရမ်းကြိုက်တဲ့အတွက်ကြောင့်မလို့သူတို့ကဒီလိုမျိုးပေါ့ routine လေးတွေနဲ့ routine and predictable တွေကိုသူတို့ကကြိုက်တဲ့အရွယ်ဖြစ်တဲ့အတွက်ကြောင့်မလို့12နာရီလောက်ဆိုထမင်းစားပေါ့ဥပမာဆိုလို့ရှိရင်မနေ့မိုးလင်းလာပြီဆိုလို့ရှိရင်စပါသမီးလုံးနေချင်နှုတ်တောက်တယ်မလားနှုတ်တောက်ပြီးသွားလို့ရှိရင် TV လေးခဏကြည့်တယ်ပြီးလို့ရှိရင်မနေ့စားတယ်အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးပေါ့သူ့ရဲ့အချိန်လေးတွေပေါ့နော်မူတည်ပြီးတော့မနေ့စားပြီးသွားလို့ရှိရင်ဘယ်နှစ်နာရီလောက်နေတော့မမေကကို snack ကျွေးတတ်တယ်ပြီးလို့ရှိရင်ဘယ်နှစ်နာရီလောက်နေတော့ထမင်းကြီးထိုင်စားမယ်စသဖြင့်ဒါမျိုးကိုကျမတို့ကကိုတက်နိုင်တယ်မလားအချိန်မှန်လေးကျွေးပေးဖို့အချိန်မှန်လေးလုပ်ပေးဖို့ဘာပြီးပါလာမယ်ဆိုတာကလေးတွေကျွေးပေးခံမှန်းနိုင်အောင်လို့ပုံသေးလေးလုပ်ပေးတာကောင်းတယ်ပေါ့နော်တက်နိုင်တယ်လားပေါ့ဒါပေမဲ့ကျမတို့နားလဲပါတယ်ဘာကြောင့်လဲကျမတို့ကိုယ်တိုင်တော့မှာပဲဒါကကျမလုံနိုင်တဲ့အချိန်မှာပေါ့လုံနိုင်တယ်ဆိုကျမအိမ်မှာရှိတဲ့အချိန်မှာဒါကျမတို့သွားနေကြပုံစံပဲမနက်မိုးလင်းတို့တောက်တယ်7နာရီခွဲ9နာရီကျမှမနက်စားတယ်ပြီးလို့ရှင်ဟိုပေါ့10နာရီခွဲ17နာရီလောက်မှာသူ snack စားတယ်ပြီး7ခွဲ1လောက်ဆိုရင်နေ့လယ်စားစသဖြင့်ပေါ့ဒါသူ့ရဲ့ကျမတို့လုပ်နေကြဒါပေမဲ့ तू ကသူ့ part အိမ်သွားတဲ့အချိန်မှာသူရှောက်ပြေးကစားပြီးတော့ snack တွေလည်းစားချိန်မှာစားမယ်ချိန်လုံး snack တွေပဲစားပြီးထမင်းစားချိန်မှာထမင်းစားချိန်မှာစားမယ်ဒါမျိုးတွေကကျမတို့ control အောက်မှာမရှိဘူးလုပ်စေခြင်းမဖြစ်စေခြင်းပဲလေဆိုတော့ဒါတွေကိုကျမတို့နားလေတဲ့ဥမာဧည့်သည်တွေလာလို့အပြင်တွေသွားရတာလို့ဒါမျိုးတွေဆိုလို့ရှိရင်လည်းကိုကပုံသေးလုပ်ပေးချင်ပေမဲ့လည်းမလုပ်ပေးနိုင်တဲ့အခါမျိုးတွေလည်းရှိကောင်းရှိမယ်ပေါ့နော်ဒါပေမဲ့တက်နိုင်တယ်များလုပ်ပေးတာတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်နော်နောက်တစ်ခါဘယ်ချိန်မှာထမင်းစားမယ်ခုနပြောလို့ပေါ့ဘယ်ချိန်မှာထမင်းစားရမယ်ပြီးတရေစားဘယ်ချိန်မှာစားရမယ်စသဖြင့်အဲ့လိုမျိုးလေးကြိုသိထားလို့ရှိရင်တို့အနေနဲ့စိတ်ငြိမ်သက်မှုရစေတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျမတို့ကဒီလိုမျိုးအချိန်မှန်လေး routine လေးနဲ့ပေါ့အဲ့လိုမျိုးတွေကျွေးပေးဖို့လို့ချို့ဆိုလို့ရှိရင်ပို့ဆိုတာဒါတော့ကျမတို့အဲ့လောက်ကြီးတော့ strict မဖြစ်ဘူးချို့ဆိုလို့ရှိရင်ကျတော့သူတို့ဒီကလေးကဘယ်နေ့မှာဆို spaghetti ကျွေးမယ်ဘယ်နေ့ pizza ကျွေးမယ်ဘယ်နေ့ hamburger ကျွေးမယ်စသဖြင့်သူတို့တွေအဲ့လိုမျိုး schedule နဲ့သွားရမျိုးရှိတယ်ကျမတို့မိသားစုတော့အဲ့လိုမျိုးမဟုတ်ဘူးကျမတို့ကတမျိုးတည်းတစ်ခါနဲ့ပို့ပြီးတော့မစားတတ်ဘူးအဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲ့လိုမျိုးကလေးတွေကိုလည်းကြိုပြီးတော့ချက်ထားတာမျိုးရေခဲတဲ့တာထဲမှာထည့်ထားမျိုးမရှိဘူးကိုစားတဲ့ဥစ္စာကိုပဲကလေးကိုပြင်ဆင်ပြီးတော့ကျွေးတာမျိုးပေါ့နော်ဆိုတဲ့အခါကျတော့ကျမတို့ကကလေးကိုလိုမျိုးပေါ့ဘယ်နေ့မှာတော့ဒီနေ့ကတော့ Monday spaghetti ကျွေးရစားမယ်နေဒီနေ့ကတော့ဗုဒ္ဓဟူးနေ့ hamburger စားမယ်နေဆိုကျမတို့မှမရှိဘူးချို့ဆိုလို့ရှိရင်အဲ့လိုမျိုးတောင်ရှိတယ်ဆိုတော့အဲ့လိုမျိုးလှုပ်ချင်လည်းလုပ်လို့ရတယ်ဒါပေမဲ့အဲ့လောက်ကြီးတော့ကျမကတော့အားမပေးပါဘူးအဲ့လောက်ကြီး strict ဖြစ်ဖို့ပေါ့နော်ဒါသဘောကိုပြောပြတာနောက်တစ်ခါဘာရှိအောင်လဲဆက်ကြည့်မယ်နော်Okay ဒါဆိုလို့ရှိရင်နောက်ခုကဘယ်အချိန်ကျွေးမလဲတဲ့နော်ဘယ်အချိန်ကျွေးမလဲဆိုတာကြော်သွားလာပြီဆိုတော့ရှင်းပြကြည့်လိုက်မကြော်ဘူးထင်ပါတယ်ဆိုတော့ဘယ်အချိန်ကျွေးမလဲဆိုလို့ရှိရင်ကျမတို့ကတနေ့ကိုဘယ်လောက်ကျွေးမလဲဆိုတော့ကျမခုနကလာမှာပဲပါပြီးတော့ဒီအကြောင်းအရာလေးတွေကဒီပေါ့ဒီ toddler အရွယ်ပေါ့2နှစ်ကျော်ပေါ့1နှစ်ကျော်ပေါ့နော်2နှစ်ကျော်ပေါ့1နှစ်ကျော်အရွယ်မှာသူတို့ကထမင်းကြီး3ခါစားဖို့လိုတယ်နော်ပြီးတရေစား2ခါစားဖို့လိုတယ်နော်ပြီးလို့ရှိရင်ဒီပေါ့နို့တောက်ဖို့လိုတယ်နော်နို့ကကြတော့ဒီတစ်နှစ်အရွယ်ကနေပေါ့တစ်နှစ်ကနေ2နှစ်အရွယ်ကလေးဆိုလို့ရှိရင်အနည်းဆုံးပေါ့3ခါလောက်တောက်ဖို့လိုတယ်3ခါဆိုတာအနည်းဆုံးပေါ့16အောင်စာလောက်တောက်ဖို့လိုတယ်ပေါ့16အောင်စာဆိုရင်နှစ်ဘူးပေါ့နှစ်ဘူးဆိုတာပေါ့
ဖန်ကွက်နှစ်ခွက်ပေါ့နော်ဖန်ကွက်နှစ်ခွက်အဲ့လိုမျိုးတောက်ဖို့လိုတယ်16အောင်ဆိုဒါတော့ဒါသူတို့ recommend လုပ်ထားတာပေါ့နော်16အောင်ဆိုလောက်တောက်ဖို့လိုတယ်နှစ်ကျော်သွားတဲ့ကလေးစစ်ဆိုလို့ရှင်တော့လေဟိုတစ်ခွက်လောက်ပဲတောက်ရင်တောက်တယ်ပေါ့နော်ဒါပေမဲ့လည်းဘာလို့လဲဆိုတော့သူတို့အရေးတွေအများကြီးတောက်လို့ရှင်လည်းအဖက်မစားခြင်းများအဲ့လိုမျိုးတွေရှိတယ်ဆိုတော့ဟိုတက်နိုင်လို့ရှင်တော့ no ကတော့တိုက်တင်တယ်နေတိုင်းအနည်းဆုံးတစ်ခွက်တိုက်တင်တယ်ဒါပေမဲ့လည်းတစ်ခွက်ကနေနှစ်ခွက်တိုက်တင်တယ်ပေါ့နော်ဒါပေမဲ့အဲ့တဲ့အရန်များသွားလို့ရှိရင်ကြတော့လေကလေးကတကယ်အစာကိုမစားနိုင်မှဖြစ်လို့ကြောင့်မို့အဲ့နှစ်ခွက်သုံးခွက်တည်းတော့ပို့ပြီးတော့မတိုက်တင်ဘူးပေါ့နော်ဒါကကျွန်မအရေးကိုပြောလိုက်တာဆိုတော့အဓိကကဒီထမင်းကြီး3ခါကျွေးမယ်ပြီးတေးစား2ခါကျွေးဘယ်ချိန်မျိုးတွေမှာကျွေးလဲဆိုတာ schedule လို့ကျွန်မဥပမာပေးလိုက်မယ်နော်ဥပမာဆို meal 1ပေါ့ meal 1ကပထမဆုံးမနက်စာဆိုတာဥမာပေးတာပေါ့နော်မနက်စားမနက်အေးရထားတဲ့အချိန်မှာစားမယ်မနက်6နာရီ8နာရီဒါပေမဲ့ကျမတို့ကတော့ဘာဖြစ်လဲဆိုတော့ snack ကအရင်လာဖြစ်သွားတယ်ဘာလို့လဲဆိုတော့ကျမတို့ရဲ့ schedule ကအဲ့လိုပုံစံဖြစ်သွားတာပေါ့နော်ကလေးတွေကိုအဲ့လိုမျိုးအဖွားလေးစီမှာပို့ရတာမနက်စာမစားခင်မဲ့အဖွားလေးစီကိုလိုက်ပို့ရတာသူတို့နှိုးပြီးတော့မနက်9နာရီတည်းအဲ့လိုမျိုးသွားရတာမျိုးရှိတဲ့ခါကျတော့သူတို့အကားပေါ်မှာနှိုးတောက်တာမျိုးလေးပေါ့ဆိုတော့သူတို့ကပထမဦးဆုံးသူတို့နှိုးလို့ရှိရင်လုပ်တဲ့အစားတဲ့ဟာနှိုးဖြစ်သွားတယ်ပေါ့နော်ဆိုတော့နှိုးပြီးသွားတော့မှသူတို့က8နာရီခွဲ9နာရီလောက်မှသူတို့ကတော့မနက်စာစားရတာပေါ့ဆိုတော့ဒါကတော့ကျမတို့သမီးရဲ့ schedule ဒါကပုံမှန်ဆိုလို့ရှိရင်ဘယ်လိုလဲဆိုတာကိုဒီထဲမှာပြပြမယ်နော်ပုံမှန်ဆိုရင်ကလေးကအိပ်ရာနိုးတဲ့ချိန်မှာ6နာရီနဲ့8နာရီမှာမနက်စာစားမယ်နော်8နာရီလောက်ပေါ့အဲ့လောက်မှာမနက်စာစားပြီး1နာရီခွဲနောက်ထပ်1နာရီခွဲ2နာရီလောက်မှာ snack တစ်ခါကျွေးမယ်ဆိုတော့ထားပါတော့ခုနကျွေးတာကမနက်8နာရီလောက်မှာကျွေးလိုက်တယ်ဆိုလို့ရှိရင်9နာရီခွဲလောက်မှာ snack တစ်ခါစားမယ်ပေါ့နော်နောက်တစ်ခါကိုယ်တိုင်ကွက်လောက်မှာ snack စားပြီးွားဆိုရင်နေ့လည်စာပရနိုင်လောက်မှာစားမယ်7ခွဲ7လောက်မှာစားမယ် every 1 or 2 hours မှာကျွေးနေတယ်မပြောရရင်အမြဲတနာရီကြားတနာရီခွဲကြား2နာရီကြားတစ်ခါလောက်အစာကို offer လုပ်နေတာအစာကိုသူတို့စားမလားဆိုပြီးတော့သွားပြောနေတယ်ပေးတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဘာကျွေးမလဲဆိုတာကျွန်မခုနပြောသလိုပဲဘယ်အချိန်ကျွေးမလဲဘာကျွေးမလဲဆိုတာကျွန်တော်တို့ဆုံးဖြတ်လို့ရတယ်သူတို့စားမယ်မစားမယ်ဘာစားမလဲဘယ်လောက်စားမစားလားသူတို့ဆုံးဖြတ်တယ်ဆိုတဲ့အခါမှာဒါကကျွန်မတို့ရဲ့လုပ်ပေးနိုင်တဲ့ဟာပေါ့နော်ဆိုတော့ပြီးဒီလိုမျိုးနေ့လည်စာစားပြီးနောက်2နာရီမှာတေးစားထက်စားမယ်2နာရီခွဲပေါ့နော်ပြီးညစာက9နာရီ6နာရီပေါ့ပြီးလို့ရှိရင်အိတ်ခန့်တီးလို့ရှိရင်လည်းနိုးတောက်ပေါ့အဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျမရဲ့သမီးတွေရဲ့schedule ကိုပြောဥပမာပေးရမယ်ဆိုလို့ရှိရင်သူတို့မနက်မှာခုနကကျမပြောလို့ပဲနိုးတောက်တယ်ပြီး8နာရီလောက်မှာမနက်စာစားတယ်ပြီး8နာရီခွဲ9နာရီလောက်မှာနော်မနက်စာစားတယ်ပြီးသူတို့က7လောက်မှာသူတို့က snack သွားစားတယ်အမှန်တကယ်တော့အဲ့ဟာအမှန်တကယ်တော့မဖြစ်သေးဘူးเนาะအဲ့လို snack စားမယ်စားအမှန်ဆိုရင်7ခွဲလောက်မှာနေ့လည်စာကျွေးလိုက်လို့လည်းရပါဆိုတော့အချိန်မှာသူကနိုးတောက်ပြီးပါပြီဆိုတော့ဒါပေမဲ့အဲ့လိုမျိုးကအမြဲတမ်းကျမတို့ကလုံးလို့မရဘူးဆိုတော့သူတို့ကခွားတဲ့အိမ်မှာရှိရတော့ကြောင့်ဆိုတော့သူတို့ကအိမ်မှာ snack တွေစားကြအောင်7လောက်မှာ8နာရီ9ပေါ့နော်8နာရီလောက်မှာစားပြီးတော့9ခွဲ10 7လောက်မှာအဲ့မှာသူတို့တွေအိမ်မှာ snack တွေစားနေပေါ့ပြီးလည်းပြီးတော့နေ့လယ်စား7ခွဲ1လောက်ပေါ့အဲ့လောက်မှာဖြစ်ဖို့များပါတယ်ကျွန်မထင်တာပြောရမယ်ဆိုအဲ့လောက်မှာသူတို့နေ့လယ်စားစားတယ်ကျွန်မတို့အိမ်မှာဆိုလည်းအဲ့လိုပဲ7ခွဲ1လောက်မှာကျွန်မတို့က1နှစ်လောက်မှာတစ်ခွဲလောက်မှာတစ်ခါလေးကြာရင်ဒီလက်စာတနားရီလောက်ကြော်သွားပြီဆိုတော့သူ snack ကနည်းနည်းနီးသွားတာပေါ့နော်အဲ့လိုမျိုးဆိုတော့တနားရီလောက်ပေါ့နော်တနားရီလောက်မှာကျမတို့ကနေ့လက်စာစားတယ်ပြီးသွားလို့ရှင်နေ့လည်2နာရီခွဲမှာတော့သူတို့မစားဘူးသူတို့အိတ်သွားတယ်ဆိုတော့အဲ့လိုအိတ်ပြီးသွားလို့ရှိရင်တစ်ခါလေးကြိုက်ရင်လည်းမအိတ်ခင်နိုးတောက်တာမျိုးရှိတယ်အိတ်သွားပြီးတော့နိုးလာလို့ရှိရင်ကျမတို့ထပ်ပြီးတော့ snack ကျွေးတယ်အဲ့ဒီအချိန်ကဘယ်လောက်ဖြစ်3နာရီခွဲ4နာရီလောက်ဖြစ်ပုံများတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကျမတို့ snack ကျွေးတယ် yogurt စားမလား cheese စားမလားအများနဲ့ကျမအဲ့ဟာကျွေးနေကြရှိတယ်အဲ့ဒါအပြင်ကျမတခြားပေါ့သူတို့ healthy snack လေးတွေပေါ့ cookie ဆိုအဲ့လိုမျိုးပေါ့နည်းနည်းလေး healthy ဖြစ်တဲ့ cookie တွေလို့အဲ့လိုမျိုးလေးတွေgoldfish တို့အဲ့လိုမျိုးဟာလေးတွေကိုကျမတို့မှာ box နဲ့ထည့်ပေးထားရှိရဆိုအဲ့ဒီထဲကနေသူတို့စားလို့ရတယ်2နာရီပေါ့3နာရီခွဲ4နာရီလောက်မှာသူတို့အလားစားတယ်ပြီးတော့ကျမတို့ညစာကျတော့6ခွဲ9လောက်မှာစားတယ်နည်းနည်းလေးဒီဟာတော့ဒီပြထားတဲ့ schedule နဲ့နည်းတော့နောက်ကျတာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးပြီးညအိတ်ခန့်ဒီ9နာရီခွဲလောက်မှာဆိုသူတို့9နာရီလောက်မှာပေါ့နော်အငယ်လေးကတော့ဟို10နာရီမှာအိတ်တယ်ဆိုတော့10နာရီခွဲမှာအိတ်တယ်ဆိုတော့ရှင်အဲ့10နာရီခွဲလောက်မှာအငယ်လေးကနိုးထက်တောက်တယ်အကြီးကကျတော့9နာရီခွဲလောက်မှာနိုးထက်တောက်တယ်မဲခင်ဆိုတော့ဒါပဲပေါ့နော်ဒါတော့ကျမတို့အမြင်နဲ့လုပ်လို့ကြဟာပေါ့ဆိုတော့သူတို့ဒါတော့ကျမတို့လုပ်နေကြဟာဒါပဲမဲ့လေသူတို့စားတယ်မစားတယ်ဆိုတော့သူတို့ပဲဆုံးဖြတ်တစ်ခါလေး2ကိုက်3ကိုက်နဲ့ညစာပြီးတော့တဲ့ဟာမျိုးတွေလည်းရှိကောင်းရှိတယ်ဒါကတော့ကျမတို့ကိုယ်တိုင်လည်း struggle ပဲเนาะဒါလူတိုင်းမှာဒါမျိုး struggle ရှိတယ်လူတိုင်းမိဘပေါ့ချို့တော်တော်ကံကောင်းတဲ့မိဘတွေမှာတော့အစားတောက်ပေါ့မွေးရပါကြီးမများပဲနဲ့အရန်စားတတ်တဲ့ကလေးတွေပိုင်ဆိုင်ကောင်းပိုင်ဆိုင်နေမယ်ပေါ့နော်ညာတော့ဖြစ်တော့ဒါကျမတို့ဖြစ်နေကြပြဿနာလေးတွေပေါ့ဆိုတော့အခုက snacking rule ပေါ့နော် snacking rule ကကြတော့ဘာလဲဆိုလို့ရှင်ကလေးကို snack ကျွေးတယ်မလားကျမတို့ကခုနပြောသလိုပဲဒီထမင်းအကြီးရဲ့ဂျားထဲမှာ
snack လေးကျွေးတယ်ဆိုလို့ရှိရင်အထူးသဖြင့်ပေါ့ထမင်းကြီးမကျွေးခင်တနားရီတွင်းမှာမကျွေးပါနဲ့အဲ့ဘာလို့လဲဆိုတော့ကျမတို့အမြဲတမ်းဖြစ်နေရရှိကျမတို့အိမ်ကပြန်ကန်လေးဆိုလို့ရှိရင်သူအဖိုးသူကမုံတောင်းတယ်ပေါ့နော်မုံတောင်းလို့ရှိရင်သူကရော့ဒါလေးကျွေးလိုက်အမ snack လေးစားဝယ်ပြီးညစာကြမစားတော့အဲ့လိုမျိုးမစားတော့ဆိုနည်းနည်းပဲတုံနှန်းစိတ်နှန်းဖြစ်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့သူကထမင်းစားကန်ဒီတနားရီတွင်းမှာသူက snack ကြီးသွားစားလိုက်တော့ပေါ့တကယ်စားမဲ့ချိန်ကြတော့မစားချင်တော့ဘူး appetite ပြတ်သွားပါအဲ့လိုမျိုးဖြစ်ကောင်းဖြစ်နေဆိုတော့ထမင်းစားကန်နီညကျမတို့ညစာစားကန်နီတနားရီအတွင်းမှာ snack လုံးဝမကျွေးဘူး snack လုံးဝမကျွေးတာ snacking rules ပဲပြီးရင်ထိုင်စားခိုင်းမယ်ပြီးလို့ရှိရင်အဲ့လိုနောက်ကနေပြီးတော့ဒီလို snack ကအစားပေါ့နော်ထိုင်ပြီးတော့စားခိုင်းတာအကောင်းဆုံးပဲအမှန်တော့တိုးတော်လဲကျမပြောလို့ပဲမလုံနိုင်တာတွေတော့ရှိကောင်းရှိမယ်ကျမတို့မိသားစုဆိုတော့ကျမတို့အဖိုးတွေပေါ့သူတို့အဖိုးတွေဖွားတွေကအသက်ကြီးဆိုတော့အဲ့လိုမျိုးတွေအမြဲတမ်းပဲလိုက်ထိုင်မခိုင်းစားနိုင်ဘူးပေါ့နော်မထိုင်ခိုင်းစားနိုင်ဘူးဆိုတဲ့အခါကျတော့သူတို့ကပေါ့စပွဲပေါ်လေးမမုံလေးတင်ပေးထားရင်သူတို့လမ်းလျှောက်ရင်းနဲ့စားလိုက်ကစားလိုက်အဲ့လိုမျိုးလုပ်တတ်တယ်ပေါ့နော်ဒါကတော့အမှန်တော့မကောင်းဘူးကိုရီနဲ့လုပ်ပေးနိုင်လို့ရှိရင်တေချာ snack ကအစားထိုင်စားခိုင်းပြီးတော့ line မခွန်တာအကောင်းဆုံးပဲပေါ့နော်နောက်တစ်ခါဒီကျမဟင်းနဲ့ညွှန်တဲ့ဥစ္စာကိုကျမတို့ကတတ်တဲ့ညပေးမယ်ပေါ့ဒါ snacking ကအစားပေါ့နော်ဆိုတော့တခါလေးကျရင်တော့ treat ဆိုတာရှိတယ်ဒါ snack မဟုတ်တာ treat ကပါလေတကြားလုံးတို့ ice cream တို့ chocolate တို့ဒါမျိုးလေးတွေကတော့ treat ပေါ့နော်မကြွေးကျင်လည်းမကြွေးလို့ရပါတယ်ကျမသမီးအကြီးကတော့ပေါ့လောလောဆယ်မှာတော့စားတယ်နေ့တိုင်းစားတာတော့မဟုတ်တခါလေးပေါ့တရက်ချားတစ်ခါလောက်နေ့ရက်ချားတစ်ခါလောက်သူတကြားလုံးတောင်းတာတို့ chocolate တောင်းတာတို့ဒါမျိုးလေးရှိရပေါ့နော်Okay နောက်တစ်ခုကကြတော့နောက်ထပ်တနည်းကပါလဲဆိုလို့ရှိရင်ကလေးစားတဲ့ပတ်ဝန်းကျင်ကိုကျမတို့ပြင်ပေးလို့ရတယ်အဲ့ဒီဟာအဓိကပါလဲဆိုလို့ရှိရင်ပေါ့ဒီ distraction တွေအရင်မများနေဘူးလို့ distraction ဆိုတာပေါ့ကိုကပေါ့ကလေးအစာတွေကမှစိတ်မဝင်စားတဲ့ဥစ္စာကိုပို့ပြီးတော့အာယုံနောက်စေတဲ့ဟာမျိုးပေါ့အာယုံနောက်စေတဲ့ဟာမျိုးတွေကိုမရှိတဲ့ပတ်ဝန်းကျင်လေးအတက်နဲ့တည်းများနေတဲ့ပတ်ဝန်းကျင်လေးကျမတို့လုပ်ပေးလို့ရတယ်ပေါ့နော်အထူးသဖြင့်ကလေးကiPad ကြည့်ချင်တာဖုန်းကြည့်ချင်တာမျိုးဖြစ်တတ်တယ်ဆိုလို့ရှိရင်သူ့အရှိမကိုက iPad ကြည့်သွားကြည့်မနေဘူးဖုန်းကြည့်သွားကြည့်မနေဘူးထမင်းစားတဲ့အချိန်မှာထမင်းစပွဲမှာ iPad တွေဖုန်းတွေထားမနေဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးတန်တွေကထွက်နေလို့ရှိရင်လည်းသူကပို့ပြီးတော့လုပ်ချင်မှာပို့ပြီးတော့မစားချင်တယ်ဖြစ်မှာပေါ့ဟုတ်တယ်မလားဆိုတော့အဲ့လိုမျိုးပေါ့ဆိုတော့TV ရှေ့ကြီးမှာဆိုလို့ရှိရင် TV တန်လေးကို TV လိုက်ငေးနေမယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးသူ့ distraction ပေါ့သူ့ကိုစိတ်နှောက်ယှက်ဖြစ်စေမဲ့ဟာတွေကိုကစားစရာတွေသူကစားစရာတွေရောပဲအဲ့လိုမျိုးထမင်းစပွဲပေါ်မှာကစားစရာတွေများနေတာတို့ဒါမျိုးတွေပေါ့ဆိုတော့သူကစားတဲ့ပစ္စည်းတွေကနေမတနက်များပေါ့မရှိတဲ့ပတ်ဝန်းကျင်လေးမှာထားမယ်ပြီးလို့ရှိရင်အတူတူထိုင်စားမယ်ဒါအရင်ကြီးကြည့်တယ်အတူတူထိုင်စားဖို့ကိစ္စဒါမိသားစုတိုင်း2ယောက်လုံးပေါ့အကုန်လုံးfamily dinner ကြီးဖြစ်နေဖို့မလိုအပ်ဘူးမိဘတစ်ယောက်နဲ့ကလေးစားမယ်ဆိုရင်မိဘတစ်ယောက်ဒါမှမဟုတ်လူကြီးတစ်ယောက်ရှိနေလို့ရှိရင်ရပြီဒါပေမဲ့လည်းအတူတူထိုင်စားတဲ့အချင်းလေးကိုလုပ်ပေးပါဦးเนาะဆိုတော့ဆိုလို့ရှိရင်ပို့ပြီးတော့လည်းကလေးတွေကိုပို့ပြီးတော့အစားကြီးမမြအောင်ခုညီပေးရရတယ်ပေါ့နော်။ဆိုတော့မိဘနဲ့ကိုယ်နဲ့တူတူစားတဲ့ခါကျတော့ကိုမိဘလည်းစားတာပဲဆိုတော့ role model ပုံစံမျိုးဖြစ်သွားတယ်မိဘတွေကဆိုတော့အဲ့ဒါကြောင့်မလို့နောက်ခုကဘလောက်ကြာစားခိုင်းမလဲတဲ့ဒါကတော့ကျွန်မတိတ်တော့အရင်သဘောမတူတော့ပဲမဲ့လဲကျမတို့ဒီ courses ထဲမှာလည်းပါတယ်တခြားဟိုင်လည်းပါတယ်ဒီဟာကိုကျွန်မပြောထားတာပေါ့နော်ဆိုတော့အနည်းဆုံးတော့ဒီ6လတနေ့ဆိုကျမတို့ baby led ဝင်နေလုပ်တယ်ဆိုလို့ရှိရင်သူတို့စားတာပို့ကြတယ်ဘာလို့ဆိုတော့သူတို့ဆော့နေတာစားရတယ်ဆိုတော့ဆော့လိုက်ပြီးပါဇက်ထဲကိုဒီ reflex နဲ့ပါဇက်ထဲကိုထည့်ရင်းနဲ့မှသူတို့ကစားတတ်သွားတာလေဆိုတော့ဒီ6လနေတဲ့နေ့မှာဆိုတော့ကျမတို့အချိန်မိနစ်20တော့အများဆုံးပေးတယ်အမေတချို့ဆိုလို့ရှိရင်လည်းဒီသက်ပိုကြာကောင်းကြာနိုင်တယ်ကြာကောင်းကြာနေဆိုတာချို့ဆိုလို့ရှိရင်မိဘကိုအောင်ဆိုးပါသေးတယ်နောက်ကလည်းခွင့်ကျွေးနေမိဘဆိုလို့ကျွန်မကြားဘူးပါတယ်ထမင်းကျွေးတဲ့နိုင်လောက်ကြာတယ်လို့ပါအဲ့လိုမျိုးမလုပ်ပါနဲ့เนาะပို့ပြီးတော့ appetite ကပြက်စေပါတယ်ဘာကြောင့်လဲဆိုတော့အဲ့လိုထမင်းကနည်းနည်းလောက်စားလိုက်ခဏနေလိုက်နည်းနည်းလောက်စားလိုက်တနားရီလောက်ကြီးဖြစ်တော့နောက်ထပ်တစ်ခါစားမဲ့အချိန်နဲ့အရန်ကတ်သွားတယ်အဲ့လိုမျိုးတွေဆိုတဲ့အခါကျတော့နောက်တစ်ခါထပ်မစားတော့ဘူးပေါ့ဒါအရန်ပေါ့ simple and a common sense ပါပဲပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒါပေမဲ့လည်းတစ်ခါလေကြာရင်ကျမတို့ဒီ common sense တွေကိုမေ့တတ်တယ်ပေါ့နော်လူကြီးမှာတော့မှပဲကျမတို့အချိန်လုံး snack လေးစားလိုက်လုပ်နေတကယ်ထမင်းကြီးကမဝင်တော့လေ weight short ကျင်လို့ရှိရင်အဲ့လိုမျိုးလေးတောင်မှပဲsnack တွေခဏစားခိုင်းတာမျိုးပဲရှိတယ်မလားဆိုတော့အဲ့လိုမျိုးပေါ့ဆိုတော့ဆိုတော့ဒီ6လလေးတစ်နှစ်ဆိုလို့ရှိရင်မိနစ်20အများဆုံးလုပ်ပေးမယ်တစ်နှစ်မှာဆိုလို့ရှိရင်တစ်နှစ်ဆိုတော့တစ်နှစ်ကျော်လောက်ဆိုလို့ရှိရင်2မိနစ်ကနေ5မိနစ်အမြဲတူဝမယ်လို့သူတို့ပြောရပါတော့ဆိုတော့ကလေးတယောက်ကဒီတစ်နှစ်အရွယ်မှာဆိုသူတိတ်ပြီးတော့မစားချင်တဲ့အချိန်ဖြစ်တယ်ထိုင်ပြီးတော့မစားချင်တဲ့အချိန်ဖြစ်တယ်သူတို့5မိနစ်ထိုင်နိုင်ဒါလုံလောက်ပြီလို့ပြောလို့ရပါတော့ထပ်ထိုင်လဲထိုင်လို့ရတယ်ဆိုတော့2မိနစ်ကနေ5မိနစ်လောက်ထိုင်ပြီးတော့စားရဲဆိုလို့ရှိရင်ဒါကသူတို့ကဘယ်လောက်ကြာပေါ့အတင်းခဏဆက်ထိုင်ခိုင်းနေဖို့မလို့သူတို့မထိုင်ချင်တော့အခုဆိုကျမသမီးဖြစ်နေတာအဲ့လိုပေါ့နော်ဒီသမီးအငယ်လေးပေါ့ငယ်လေးကသူကBLW baby ထိုင်စားတယ်အရင်တော့လည်းအဲ့လိုပဲစော့ရင်စားရင်စော့အခုလည်းBLW ပဲတိုးတော့အခုချိန်မှာသူကမတည့်ရက်ပြီးစားချင်တာမျိုးရှိတယ်ပြင်ရဟာတွေပိုစိတ်ဝင်စားမျိုးရှိတယ်မေးပေါင်းပေါ်မှာထိုင်စားချင်တာရှိတယ်ဇွန်းတွေခင်းတွေစော့ချင်တာရှိတယ်အဲ့ဒါလေးနဲ့လို့ဆိုတော့ तू က
အစာပေါ့ထိုင်ကုန်မှာအကြာကြီးဖြစ်မှုအောင်မထိုင်ကျင်တော့ဘူးပြောရမှာဆိုဒီရွယ်ရဖြစ်တတ်တယ်ဆိုတော့အဲ့ဟာလေးကိုနားလည်လို့ရှိရင်ဒီ9မိနစ်ထက်9မိနစ်ထက်ပိုထိုင်နိုင်တော့ကောင်းတာပေါ့ဒါပေမဲ့9မိနစ်လောက်ထိုင်နိုင်ကိုဟိုပဲမစိုးဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဆို9မိနစ်လောက်ထိုင်ပြီးစားမယ်2နှစ်ဆိုရင်တော့နည်းနည်းတိုးသွားမယ်7မိနစ်လောက်ပေါ့3နှစ်ဆိုရင်တော့15မိနစ်လောက်ထိထိုင်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးဘယ်လောက်ကြာထိုင်ပြီးတော့စားခိုင်းမလဲဆိုတဲ့ဥစ္စာကိုဒါအကြမ်းလေးပြောပြတာပါအခုကဘာလဲဆိုတော့ဘာ dream လဲဘာ dream လဲဆိုတော့ကျမတို့အဓိကစုံအောင်ကျွေးမယ်ပေါ့နော်စုံအောင်ကျွေးမယ်ဆိုလို့ရှိရင်ကျမတို့ကဟို food group တွေပေါ့အစာတွေလိုအပ်တဲ့ group ပေါ့နော်ဟိုဘာလို့ခေါ်လဲအစာအုပ်စုပေါ့အစာအုပ်စုတွေကိုလိုအပ်တဲ့ဟာတွေအကုန်လုံးကျမတို့ကကျွေးမယ်အသီးရွက်အသားပြီးရင် carbohydrate ဒီကစီဓာတ်ပါတဲ့အစာတွေပြီးရင်နောက်က calcium ပါတဲ့ဒီဟိုပေါ့ခုနနွားနို့တို့ dairy တွေပေါ့အဲ့လိုမျိုးဟို cheese တွေတို့ဒါမျိုးဥစ္စာတွေတဲ့ဟာတွေလည်းကျွေးမယ်ပြီးရင်နောက်မှာပေါ့ multivitamin တိုက်ချင်လဲတိုက်လို့ရတယ်ပေါ့ဒါကတော့ခုန iron deficiency တွေဘာတွေမဖြစ်အောင်လို့ပေါ့နော်ဆိုတော့ချုပ်ကလေးတွေကiron deficiency ဒီရွယ်လေးတွေမှာထော်လာရွယ်လေးတွေမှာ iron deficiency ဖြစ်တတ်တဲ့အထူးသဖြင့်နို့တွေအများကြီးတောက်ရင်လည်း iron deficiency ဖြစ်နိုင်တယ်လို့မျိုးအချို့ကလေးတွေကထမင်းမစားအသားမစားဘူးပေါ့ပြောရအသားမစားဘူးအသီးရွက်တိတ်မစားဘူးပြီးသူတို့ကအဲ့လိုမျိုးပေါ့ထမင်းတို့အဲ့လိုမျိုးလေးပဲစားတဲ့အခါမှာသူတို့က iron ကျလာတော့ iron deficiency ဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီဟာကအစားတောက်ထဲကနေလုံလောက်မှုမရှိတဲ့အခါမှာအဲ့လိုမျိုးတွေဖြစ်နိုင်တယ်ဆိုလို့ရှိရင်ကျမတို့ကmultivitamin iron ပါတဲ့ multivitamin လေးလည်းတိုက်လို့ရတယ်ပေါ့နော်ဒါကတော့ဟိုပါပေါ့ဟိုလိုအပ်လို့ရှိရင်ပြောပြရပေါ့အထူးသဖြင့် body dream လဲဆိုတာတော့ကျွန်မခုနကပြောတယ်စောင်းအောင်ကျွေးမယ်စောင်းအောင်ကျွေးတာကလေးကမကြိုက်ဘူးဟိုပါပေါ့ဒီမုံလာဥနီမကြိုက်ပါဘူး broccoli မကြိုက်ပါဘူး pan မကြိုက်ပါဘူးဘာဖြစ်အဲ့လိုမျိုးပေါ့ तू ကမစားငင်းနေလို့ရှိရင်तू မစားဘူးပဲလေဆိုပြီးတော့ तू စားတဲ့ဥစ္စာတွေပဲမကျွေးပါနဲ့ဥမာဆိုလို့ရှိရင် तू ကဒီဟိုပါ mac and cheese ဆိုတဲ့စားတာကျမတို့အမြဲတမ်းဖြစ်နေကြပါတော့ဆိုတော့ကလေးက mac and cheese ကြိုက်တယ် mac and cheese ဆိုရင်အမြဲတမ်းစားတယ်ဒါပေမဲ့ mac and cheese စားတိုင်းကျမတို့ကသူတို့ mac and cheese ကြီးပဲနေတိုင်းကျွေးနေလို့မရဘူးပေါ့ဘာလို့လဲဆိုတော့စုံနေအောင်ကျွေးရမယ်လေဆိုတော့ तू broccoli စားချင်မှစားမယ် तू pan စားချင်မှစားမယ် तू တခြားပဲစီအမျိုးဟာပေါ့ green bean တို့ဟိုပါပေါ့ asparagus စားရကျွန်တော်တို့ကျွေးနေကြစားရပေါ့နော်ဆိုတော့အဲ့အရာတွေက तू စားချင်မှစားမယ်လို့တော့လေ तू စားမစားကျွန်တော်တို့အနည်းဆုံး10ခါလောက်စူးစမ်းကြည့်ဖို့လိုတယ်ကျမအခုလေ့ကျင့်နေတာပါလေဆိုထမင်းကျွေးဖို့လေ့ကျင့်တယ်ဘာလို့ဆိုတော့ကျမတို့တွေကထမင်းသိမ့်မစားတဲ့ပေါ့မိသားစုဖြစ်တယ်ဘာလို့လဲဆိုတော့ကျမကိုယ်တိုင်လည်းထမင်းကိုချက်ကိုမချက်တာဆိုတော့ကိုလည်းထမင်းသိမ့်မစားဘူးပေါ့အနောက်နိုင်ငံရောက်သွားတဲ့အခါမှာဟိုကျုံတလို့စားရတာပေါ့နော်ကျုံတလို့စားရတဲ့ခါကျတော့ဒီတခြားနိုင်ငံအစားအစာတွေလည်းစားရတယ်ပတ်မုန်းတွေပိုင်းလည်းကျမအရင်တော့မကြိုက်ဘူးတိုးတော့လဲအဲ့လိုမျိုးခောက်ဆွဲတွေလို့စုံနေရပါတော့အဲ့လိုမျိုးဟာတွေစားတဲ့အခါမှာထမင်းအမြဲတမ်းချက်ပြေဘူးဒါပေမဲ့ကျမကလေးကိုထမင်းကျင့်ပေးခြင်းထမင်းကျင့်ပေးရဲဆိုတာမြန်မာတရားဖြစ်တဲ့အတွက်ကြောင့်လို့ထမင်းကိုတော့ကြိုက်စီခြင်းတယ်အဲ့ဒါကြတော့ဟိုပေါ့သူ့ဖွားလေးအမြဲတမ်းပဲကျမပြောသူတို့စားထမင်းလေးတော့တင်ပေးပါစားတင်ပေးပါပေါ့နော်အဲ့လိုမျိုးလေးပြောထားခဲ့တယ်အဲ့လိုလဲဆိုတော့ကျမအိမ်မှာဆိုထမင်းကမချက်ဖြစ်ဘူးဖွားတဲ့အိမ်မှာဆိုတော့အမြဲတမ်းထမင်းရှိနေတဲ့အခါကျတော့လေဆိုတော့အဲ့လိုမျိုးပေါ့ကိုကြိုက်မကြိုက်ကြအစားတစ်ခုလက်ခံမှုဆိုအနည်းဆုံး10ခါတက်မနေစူးစမ်းခိုင်းကြည့်ဖို့လိုတယ်သူတစ်ခါလေး9ခါမှမစားပေမဲ့နောက်ဆုံး10ခါမှစားကောင်းစားမယ်ဒါ10ခါဆိုတာအနည်းဆုံးပြောတာပေါ့နော်ဆိုတော့ဒီတက်လည်းပို့ပြီးတော့ခဏtry ခိုင်းခဏစားခိုင်းရနိုင်တယ်ပေါ့နော်ဒါကတော့ကလေးတယောက်ကဆိုလို့ရှိရင်ပြီးနောက်တစ်ခါတကယ်သူစားတာမစားတာတဲ့မြည်ကြည့်ဖို့ရေးကြည့်တယ်ပါစက်ထဲထည့်ကြည့်ဖို့ရေးကြည့်တယ်အဲ့ဒီဟာကိုပဲကျမတို့အရင်ဦးဆုံးဟိုအတန်မိုးထားရပေါ့ဆိုတော့သမီးသားလေး try ကြည့်နေပါလားသမီးသားလေးပါစက်ထဲထည့်ကြည့်ပါလားပေါ့နော်သူတကယ်ပဲပိုက်ထဲကိုဝင်တာမဝင်တာတဲ့ဒါအဲ့လိုမျိုးလေးကိုပဲအရင်ဦးဆုံးကျမတို့ကဟိုကြည့်ရမယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တော့တဖြည်းဖြည်းလည်းတိုးတက်လာမှာပေါ့ဒါဆောင်အောင်ကျွေးဖို့ကကျမတို့ရဲ့တာဝန်သူတို့စားတာမစားတာသူတို့ရဲ့တာဝန်ကျမရှိဘက်မှာပြောခဲ့တယ်လို့ပဲโอเคအဲ့ဆိုရင်အကောင်စားချင်အောင်ဘာတွေလုပ်ပေးလို့ရအောင်လဲဒါကျွန်မရှိပဲမှာတော့နည်းနည်းတော့ပြောပြပါပေါ့နော်အဓိကဒီအသီးရွက်မစားတဲ့ကလေးဆိုလို့ရှိရင်ဟင်းချက်တဲ့နေရာမှာဟိုခိုင်းလို့ရှိရင်အော် तू ကဒါအသီးဒါမုံလာဥပါလားဒါက broccoli ပါလားဒါက pepper အဲ့လိုမျိုးပေါ့ तू ကဒါလေးတွေကို तू ကလည်းစောက်တွေထဲမှာလည်း तू လေးလာနေတာမလားဆိုတော့ဒါလေးတွေ तू လေးလာရင်အော်ဒါလေးကဒီလိုရတာရှိပါလားဟင်းချက်တဲ့အခါမှာအမေကလည်းမြည်နေအော်သမီးမြည်ကြည့်မလားဆိုအဲ့လိုမျိုးလေးပေါ့နော်ဆိုတော့ तू ကမမြည်ခိုင်းတော့ခါလေးကြားလို့ရှိရင်ပါစက်ထဲကိုကောက်ထည့်တာမျိုးရှိတယ်အဲ့လိုမျိုးတွေပေါ့ဆိုတော့အဲ့လိုဟင်းချက်ခိုင်းကိုညီခိုင်းတဲ့အခါမှာသူတို့ကအဲ့လိုမျိုးညီခိုင်းကြည့်လို့ရတယ်ဒါဆိုရင်ဒါဒီအတီးကဒါရှိပါလားမစိုးပါဘူးလေဆိုပြီးတော့သူတို့ကအဲ့လိုမျိုးအစာအသစ်ကိုကြောက်တဲ့ပုံစံမျိုးလည်းရှိတယ်အဒီကပေါ့ဒီရွယ်ကလေးတွေကသူတို့အသစ်အဆန်းကိုမကြိုက်ဖ ೇನೆ သူတို့အဟောင်းဒီလိုလုံနေကြဥစ္စာလေး repetition ကိုသူတို့ကြိုက်တယ်လို့ပြောရမလားဆိုတော့ဒီလိုသူတို့လုံနေကြသူတို့စားနေကြပကံထဲမှာစားခြင်းနဲ့စားနေကြအဟာကိုပဲစားခြင်းနဲ့အဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးဖြစ်တဲ့အခါမှာကျမတို့ကဒီလိုမျိုးလေးလှုပ်ချင်းအပြင်သူတို့ကအော်ဟိုဒီဟာကြီးကဒီလိုရတာရှိတာလားမစိုးပါဘူးလေဆိုတဲ့ဟာမျိုးအသိကိုရသွားစေတယ်ပေါ့နော်နောက်တစ်ခါဒီကလေးကိုကိုယ့်ကိုဟင်းထည့်ပြီးဒါက buffet style ပေါ့ဒါကျတော့ဗာလဲဆိုလို့ရှိရင်ကိုကဟိုဟင်းလေးကိုပုံပြီးတော့ပကံလေးနဲ့တွားပြီးတော့ပေးတာမျိုးတဲ့ဟို buffet style ဆိုတာဟိုပေါ့ဟင်းခွက်တဲ့ဒါမြန်မာနိုင်ငံမှာလည်းကျမတို့လုပ်ပါတယ်ဟင်းတဲတာလားဘယ်လိုခေါ်လဲသမင်း
ထမင်းပွဲတည်တာလားအဲ့လိုမျိုးပေါ့နော်ဒီကအလဲမှာဟင်းနေနဲ့ပြီးရင်ထမင်းလေးပဲကိုရှင်းမှာထားပြီးတော့ကိုကြိုက်တဲ့ဟင်းတွေကျမတို့ကကိုခတ်ပြီးစားတာပေါ့နော်ဆိုတော့အဲ့ဒီဟာကဟိုပေါ့မြန်မာနိုင်ငံမှာဆိုတော့အထူးတလေတော့မဟုတ်ဘူးဒါပေမဲ့ခါလေးကြရင်ကျမတို့တွေကလေကလေးတွေဆိုလို့ရှိရင်အဲ့လိုမျိုးမလုပ်ခိုင်းမင်းနဲ့ထမင်းလေးဟင်းလေးတွေပုံပြီးတော့ရောပြီးတော့ကျွေးတတ်ကြတယ်မလားဆိုတော့အဲ့လိုမျိုးမလုပ်ခိုင်းမှလည်းကိုရီးယားဒီ culture အရာကိုဒီလိုပုံစံမျိုးဖြစ်နေပြီသားဆိုတော့လွယ်ပါတယ်အမှန်ဆိုရင်နော်ဆိုတော့ကိုကလေးကိုတမိဒီထဲကပါကြိုက်လဲကိုထည့်လိုက်ဆိုပြီးတော့သူ့ထည့်ခိုင်းကြည့်ပါထည့်ခိုင်းကြည့်ပြီးတော့အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့သူပိုစားလာမလားဆိုတဲ့ဥစ္စာကိုကြည့်ပါပေါ့နော်နောက်ကဖျားမပေးမိအောင်စူးစမ်းတာလေခဏကျမတို့ပြောတယ်နောက်တစ်ခါမကြိုက်သေးဘူးလားနောက်တစ်ခါစူးစမ်းကြည့်ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံလေးတွေနဲ့လုပ်လို့ရပါတယ်โอเคအခုကကျွန်မရှိပိုင်းမှာနည်းနည်းတော့ပြောပါပြီဆိုတော့ဘာတွေကျွေးမလဲဆိုတဲ့အကြောင်းကျွန်တော်တို့ပြောပါစုံအောင်ကျွေးမယ်လို့ကျွန်တော်ပြောရမလားဆိုတော့အဆောင်အောင်ကျွေးမယ်အယောင်ဆုံးပဲပုံစံဆုံးပဲခံစားမှုမျိုးစုံရှိတယ်ခံစားမှုမျိုးစုံဆိုတာပါစက်ထည့်လိုက်လို့ရှိရင်ချွဲကြည့်လားဟိုရုံးပလီလေးဆိုရင်ခါကြအောင်ကလေးတက်လိုမျိုးမကြိုက်တော့ဘူးဒါပေမဲ့လည်းသူတို့စူးစမ်းပြီးတော့စုံနေအောင်ကျွေးမှာဖြစ်တဲ့အကြောင်းရုံးပလီချွဲကြည့်မကြိုက်လဲကျွေးကြည့်မယ်ကြိုက်တယ်သူတို့တာဝန်ကျွေးကြည့်ရမှာကိုယ်တောင်းစုံအောင်ကျွေးရမှာကိုယ်တောင်းဟုတ်တယ်နော်ဆိုတော့အဲ့လိုမျိုးပေါ့ချွေးကြည့်လားစားကြည့်လိုက်ရင်ဟိုထုတ်လေးလားမဟုတ်ကျွတ်လေးလားအဲ့လိုလေးပေါ့အဲ့လိုမျိုးခန်းစားချက်မျိုးစုံလေးသူတို့ပေးခြင်းတယ်ပြီးရင်ပုံစံမျိုးစုံအရာမျိုးစုံလုပ်လို့ရတယ်နောက်တစ်ခါဟင်းတစ်မျိုးဒါကျမတို့လည်းမလုပ်ဟင်းတစ်မျိုးနှစ်ခါတက်ပို့ပြီးတော့မကျွေးဘူးပေါ့နည်းနည်းလေးပြောင်းလဲလုပ်ပြီးမဒီလိုရွယ်မျိုးမှာပေါ့နော်ဆိုတော့အဲ့လိုဆိုရင်သူတို့ကပို့ပြီးပြောင်းလဲကြိုက်တယ်ဟိုကြက်ဥကျွေးရခြင်းတူလားနေတိုင်းကြက်ဥကျွေးရခြင်းတူလားကြက်ဥကြော်ကျွေးလိုက်ချက်ကျွေးလိုက်လိတ်ကျွေးလိုက်ဘဲကိုလှုပ်ပေးလိုက်ဘဲကိုပြုတ်လှုပ်ပေးလိုက်ပြုတ်ထားတဲ့ဥစ္စာကိုပြန်တုပ်ပေးလိုက်အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးလေးတွေပြောင်းပြီးတော့ကျွေးလို့ရပါတယ်လို့နော်ဆိုတော့ဘာဒီ dream နဲ့ဆိုတော့ဆောင်းနေနေလေးအကျဉ်းဝင်ပြောမယ်ဆိုရင်ဒီ carbohydrate ဆိုတာကစီတက်မှာထမင်းခောက်ဆွဲပမုတ် cereals ဒါမျိုးတွေပေါ့နော်အဲ့ဟာတွေပါမယ်နောက်တစ်ခါprotein ဒါတော့ကျွန်မ dietitian မဟုတ်ဘူး nutritionist မဟုတ်တဲ့တော့အသေးစိတ်အဲ့ဟာတွေကဘယ်လောက် calorie ရတယ်ဘာအဲ့ဒါတွေတော့ကျွန်မမပြောတော့ဘူးဒါ food group ပေါ့နော်လိုအပ်တဲ့အစာအုပ်စုမှာဘာတွေပါတတ်တယ်ဆိုတဲ့ဥစ္စာကိုပဲကျွန်မပြောပြသွားမယ် protein ကတော့အသားတဲ့ဆိုတာအသားတွေငါးတွေပဲတွေနော်အသားစားတဲ့ကလေးဆိုလို့ရှိရင်လည်းပဲများများကျွေးပြီးပါတိုဖူးတို့ cheese တို့ဒါတွေကနေပြီးတော့လေ protein အသားချက်ရနိုင်ပါတယ်ပေါ့နော်နောက်က fat ကအဆီကကောင်းတဲ့အဆီဆိုတာကဝက်စီတို့ just စီတော့မရှိဘူးဝက်သားဝက်စီတို့ဝက်ခောက်တွေတို့ဒါမျိုးကိုပြောတာမဟုတ်ဘူးဆီကကြတော့အသား animal fat အသားကနေရတဲ့အဆီမျိုးမဟုတ်ဘူးဒီ animal fat ကသူကအထင်းမှာ toxin တွေပါတယ်မကောင်းဘူးပေါ့နော်ဆိုတဲ့အခါမှာဒီဝက်စီတို့ဘာလို့မကျွေးဘဲနဲ့ကိုကတက်နေတယ်မြအဆီဆိုလို့ရှိရင်လည်းဒီလိုမျိုးငါးစီဆိုလို့ရှိရင်တော့ဘာလို့ခေါ် salmon ငါတို့ဘာလို့ဆိုတော့အစီများတဲ့အစာဒါမျိုးလေးတော့ကျွေးလို့ရတယ်ပေါ့နော်ဆိုတော့စီကဘယ်ကအစီတွေဆိုလို့ရှိရင် ထောပတ်တီတို့ဘာလို့မှလည်းအမှန်တကယ်တော့အစီဓာတ်ပါတယ်နောက်ခါမြေဘဲတို့ထောပတ်တို့နော်မြေဘဲထောပတ် and peanut butter ဒါမျိုးတွေမှာဆိုလို့ရှိရင်အစီတွေအများကြီးပဲပါတယ် fat တွေပေါ့ပြီးလို့ရှိရင်ဒီ cheese တွေတို့တခြားနှုတ်ထွက်ပစ္စည်းတွေတို့ဒါမျိုးတွေ nuts တွေ nuts ဆိုတာပေါ့အစီအစံလေးကလေးတက်ကြီးရွယ်အစီအစံတော့စားလို့မရသေးဘူးเนาะဆိုတော့အဲ့လိုမျိုးဟာလေးတို့ထောင်းပြီးတော့အဲ့လိုမျိုးပေါ့ဖြူကျွေးတာမျိုးဒါမှမဟုတ်ရှင်အလုံးလေးလုပ်ပြီးတာ cereal နဲ့ nuts နဲ့ဘောလုံးလေးလုပ်ပြီးတော့ကျွေးတာမျိုးဒါမျိုးလေးလည်းလုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခါဒီအသီးရွက်ဒါတော့ပြောစရာအထူးမရှိဘူးเนาะအသီးရွက်က vegetable and fruit အသီးရွက်ကျွေးရခက်နေဖြော်ရည်လုပ်ပြီးတိုက်လို့ရတယ်เนาะနောက်တစ်ခါဘယ်လိုပုံစံမျိုးကျွေးမလား popsicle လုပ်လို့ရတယ်ရေခဲချောင်းပုံစံမျိုးလုပ်ကျွေးလို့ရတယ်เนาะဆိုတော့ပြီးရင်တစ်ခါလေးအသီးနဲ့ရောပြီးတော့ကြိတ်ပြီးတော့အသားလုံးအသားနဲ့အသီးနဲ့ရောထားတဲ့အားမျိုးလုပ်ပြီးကျွေးလို့ရတယ်เนาะနောက်တစ်ခါဒီမျိုးတန်တက်ပါတယ်ဒါလေးအကုန်လုံးကျွေးပြီးသွားဆိုလို့ရှိရင်တော့ခုနကကျွန်မပြောပြတန်တက်ပါတယ် multivitamin လေးတိုက်ချင်လေးတိုက်လို့ရတယ်ပေါ့နော်ဆိုတော့ဒါတွေကတော့ကျွန်မဘာတွေကျွေးလို့ရလဲဆိုတဲ့ဥစ္စာကိုပြပြသွားတာပါโอเคနောက်ဆုံးတစ်ခုကပါလဲဆိုလို့ရှိရင်เนาะပျော်စရာစားတောက်ချိန်ဖြစ်ပါစေเนาะပျော်စရာစားတောက်ချိန်ဆိုအဓိကလေးကျမတို့ဒီကလေးတွေကတစ်ချိန်လုံးပေါ့နောက်ပိုင်းကျလို့ရှိရင်ကိုယ့်ကိုစားလက်သွားလို့ရှိရင်လေစားနိုင်သွားတော့မှာဆိုတော့အရန်ကြီးပဲဖျားကြီးတွေပေးပြီးတော့ကလေးအစာမစားတဲ့ကိစ္စတွေနဲ့အရန်ကြီးပဲညီးတွားပြီးတော့သမင်းပွဲမှာလိုက်ပတ်ပြေးနေတဲ့ဥစ္စာကိုအတင်းပဲချုပ်ပြီးရလို့ကျွေးတာလို့အော်ဟစ်နေရတာလို့ဒါမျိုးလေးပေါ့နော်ဆိုတော့အဲ့ဒီဟာမျိုးတွေကိုတက်တက်များမဖြစ်အောင်လို့စူးစမ်းပါလို့ဘာလို့လဲဆိုတော့ဒီအရွယ်လေးတွေကဒီအချိန်လေးတွေကပြန်မရတတ်ဘူးလေဟုတ်တယ်မလားဆိုတော့ကို့အနေနဲ့ဒီအချိန်လေးတွေမှာမိသားစုနဲ့ရှိတဲ့အချိန်လားပြောစရာစားတော့ချိန်လေးတွေဖြစ်ပါစီပေါ့နော်ဒါလည်းကျမကိုယ်တိုင်လည်းကျမပြန်ပြောပါတော့ဆိုတော့ကျမတစ်ခါလေးကြားလို့ရှိရင်လေဟောသမီးကမစားအောင်ငါမှတော့တိတ်ချပြင်ဆင်ပေးလိုက်ရတာအဲ့လိုမျိုးပေါ့အမှန်တော့ဘေဘီမမတိတ်ချပြင်ဆင်ပေးလိုက်ရတာစားတော့2ကြိုက်3ကြိုက်ပေါ့အဲ့လိုမျိုးဆိုတော့နေမစားရင်လည်းမစားနဲ့တော့အဲ့လိုမျိုးပေါ့နော်ဖြစ်တတ်ပါတယ်ဒါလူတိုင်းဖြစ်တတ်ပါတယ်ဆိုတော့အထူးသဖြင့်အလုံးမှာပင်ပန်းတဲ့အခါမျိုးမှာအဲ့လိုမျိုးဆိုလို့ရှိရင်ကျမကလေးကမစားတဲ့အခါမျိုးမှာကျမကိုယ်တိုင်လည်းစိတ်ဖိစီးတာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေလည်းဖြစ်တတ်တယ်တိုးတော်လေပေါ့
ဒီကျမပြောသလိုပဲဒါကဟိုပေါ့ဟိုကလေးနဲ့ကိုယ်နဲ့ကြာမှာ memory လေးတွေပေါ့အမှတ်တရလေးတွေကြံခဲ့အောင်ပျော်စရာလေးတွေကြံခဲ့အောင်လို့တော်တော်များအဲ့လိုမျိုးချိန်လေးတွေဦးစားပေးပြီးပေါ့နော်ပြီးရင်ကလေးကိုအစာကျွေးတဲ့အခါမှာလည်း तू ကတိတ်ပြီးတော့လူစားနေကြအစားအစာကဒါ rules of thumb ပေါ့နော်ဒါ rules of thumb ကိုဘယ်လိုခေါ်လဲမြန်မာလိုမြန်မာလိုဘယ်လိုခေါ်လဲကျွန်မမသိဟိုပါပေါ့ဒီလိုပုံစံမျိုးနဲ့တွားလိုက်ပေါ့နော်ဒီလိုပုံစံကဘယ်လိုပုံစံလဲဆိုလို့ရှိရင်အစာတစ်ခုပြင်ဆင်လို့ရှိရင်ကလေးကိုအစာအသိကျွေးခြင်းလို့ရှိရင်ဒီတိုင်းတိတ်ကြီးတွားကျွေးသူတို့လက်မခံမဲ့အစားအဲ့လိုမျိုး80% familiar ဖြစ်တဲ့ဥစ္စာသူတို့စားနေကြဥစ္စာကို80%ကျွေးမယ်တိတ်ပြီးတော့မစားဘူးတဲ့အစားအစာ20%ကျွေးမယ်ပေါ့နော်အဲ့လိုမျိုးလေးရောပြီးတော့လည်းပြင်ဆင်ပေးလို့ရပါတယ်နောက်တစ်ခါမတူညီတဲ့ပုံစံလေးတွေဖြတ်တောက်ပေးမယ်လှတပတ်တလေးကိုချို့ရဆိုလို့ရှိရင်လည်းအဲ့လိုမျိုးအယုတ်ကလေးတွေထားပြီးတာလို့အယုတ်ပုံစံမျိုးလေးတွေပေါ့အဲ့မျိုးလေးကိုမှဟိုမျက်နှာ smiley face လေးတွေဆွဲပေးတာမျိုးလေးလည်းလုပ်ချင်တာပျော်စရာလေးပေါ့နော်ဆိုတော့အဲ့မျိုးလေးလုပ်ပေးပါပေါ့နော်အဆင်ပြေရင်ပေါ့ပြီးနောက်တစ်ခါကလေးကအဲ့လိုမျိုးပေါ့ကိုကအဲ့လိုမျိုးလှတပတ်တာလေးစားစီခြင်းမဲ့ကလေးကခုနအယုတ်ကလေးဆွဲထားတာကိုလက်ကြီးနဲ့ဖြတ်လိုက်ညှစ်လိုက်တာလို့ဖြစ်လိုက်တာညစ်ပတ်တွေညစ်ပတ်တွေလည်းလောက်ကောင်းလုပ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါတွေကိုလည်းကျမတို့ကတားမတားမြစ်ဖ ਨੇ အားပေးဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကျမပြောလို့ဒီလိုမျိုးဒီရွယ်ကလေးတွေကလက်နဲ့ကင်ပြီးတော့သူတို့ sensory play ပေါ့အဲ့လိုပုံစံမျိုးလောက်တာဟိုသူတို့ဝါသနာပါတယ်စိတ်ဝင်စားတဲ့အထိရွယ်ဖြစ်တဲ့အခါမျိုးမှာသူတို့ကဒါမျိုးလောက်ရနေပြီးတော့သူတို့အမှန်တကယ်တော့သူတို့အုံနောက်မှာအများကြီးပဲတင်ယူမိရတာဖြစ်တယ်ဒါတွေကိုသိစေချင်တယ်နော်ခုနဒီ multisensory stimulation ခုနအနက်မျက်လုံးကလည်းမြင်တယ်အနက်ကလည်းမှုရတဲ့အစားအသောက်ကပါဇက်ခါဆိုလည်းအရသာရှိတယ်လက်ကလည်းဖြစ်နေပြီးသားဆိုအတွေ့အထိဆိုတော့ဒီလိုမျိုး like multisensory အာယုံ၅ပါးပေါ့ပြောမှာအာယုံ၅ပါးကိုလှုံ့ဆော်ပေးတဲ့ပုံစံမျိုးဖြစ်တဲ့ကြောင့်မို့သူကလည်းညစ်ပတ်စားတာညစ်ပတ်စားတော့တာအရင်ကြိုက်လက်တက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကိုလည်းကျမတို့ကအရင်မသားမြစ်ဖင်တဲ့ဒီ table manner ဆိုတာကဒီလိုရွယ်မှာမျိုးမှာတင်တာမျိုးတဲ့အသက်9နှစ်6နှစ်လောက်မှာစပြီးတော့ table manner ကိုဟိုပေါ့နော်စပြီးတော့လှုပ်စေလို့ရပါတယ်သူတို့လည်းအမှန်တကယ်တော့အဲ့ချိန်တိုင်းကိုတင်စရာတော့မလိုဘဲနဲ့သူကစပြီးတော့လိုက်လှုပ်ချင်စိပေါက်လာတယ်ပေါ့နော်အခုဆိုရင်တော့ကျမ3နှစ်ရွယ်ကညစ်ပတ်တုံးမှာပဲအမှန်တကယ်တော့တိုးတော်လည်းပဲသူကအစားစားပြီးတော့အောက်မှာပြင်နေပြန်တော့ကောင်းမှသူတည်နေပြီးရင်ခါလေးကြောက်လို့ရှိရင် napkin ပေါ့ပါဇက်ကိုစားပြီးသွားလို့ရှိရင်အရင်တော့ဆိုလို့ရှိရင်တခုဆိုအင်းဒီမှာတုတ်လိုက်တယ်မလားပြီးလို့အဲ့လိုမျိုးပေါ့နော်ပြီးလက်ပါဇက်မှာပြင်နေတာမျိုးလက်တင်တယ်အဲ့လိုမျိုးကြီးလုပ်တယ်လေဆိုတော့ဆိုလို့ရှိရင်သူ3နှစ်ပြည့်ကန်နေမှာသူကပေါ့ပါဇက်မှာပြင်နေလို့ရှိရင်သူ napkin ကိုမမေ napkin ဆိုပြီးတော့ napkin ဆိုတာကပါဇက်တုတ်တဲ့ဥစ္စာကိုပြောတာပေါ့tissue ကိုပြောတာပေါ့ဆိုအဲ့ tissue ကျမစီတောင်းတက်နေပြီ tissue နဲ့ပါဇက်ကိုတုတ်တက်နေပြီဆက်ဆက်ဖြစ်ပေါ့နော်ဒါသူ့အလိုလိုဖြစ်လာပါလိမ့်မယ်ဆိုတော့အဲ့လိုမျိုးအရင်ညစ်ပတ်တဲ့ဥစ္စာပေါ့ညစ်ပတ်တယ်ဆိုတော့ဒီကလေးကဒီဟာတော့ table manner တော့ရှိမှာမဟုတ်တော့ပါဘူးပိုးစိုးပါဇက်တွေစားနေတယ်အဲ့လိုမျိုးပေါ့နော်ဆိုပြီးတော့တိတ်ပြီးတော့အရင်ဆိုရင်သူ့အလိုလိုဖြစ်လာပါလိမ့်မယ်ကိုကတော့တက်တိုင်ပြန် model လုပ်ပြရမှာပေါ့နော်ဘယ်လိုပုံစံမျိုးစားရတယ်ဆိုတဲ့ပုံစံကိုက model လုပ်ပြရမယ်အစားနဲ့ကစားပါစေနောက်ခါသူတို့ကတိုးစရာလေးရှိတာအရင်ကြိုက်တယ် dipping လောက်က dipping sauce လေးတွေပေါ့နော်ဆိုတော့အဲ့လိုတိုးစရာလေးတွေပေးလို့ရှိရင်သူတို့ကခုနကချက်သားလုံးပဲဖြစ်ဖြစ်ချက်သားဟိုပေါ့chicken nugget ပေါ့အဲ့လိုပုံစံမျိုးဟာတော့မှပဲသူဒီတိုင်းကျွေးတာမျိုးတဲ့သူတို့ကခက်ချက်လေးနဲ့မှ dip လုပ်တာ ranch လေးနဲ့မှ dip လုပ်တာကျမသမီးဆိုလည်းအဲ့မျိုးရင်းကြိုက်တယ်ပေါ့နော် dip လုပ်ရပြီးတစ်ခါလေးခက်ချက်နဲ့ ranch နဲ့ဟိုတော့မှမှွေပြီးတော့အယောင်လေးဆက်နေသေးတယ်ဒါမျိုးလေးတွေရှိရဆိုတော့သူတို့ကအဲ့လိုမျိုးတိုးစရာလေးတွေပေးပါပေါ့နော်ဒီရွယ်ကတိုးစရာအဲ့လိုမျိုးအနှစ်တို့အရီတို့ဒါမျိုးလေးတွေမှနှစ်ပြီးတော့စားတာမျိုးတွေသူရန်တက်တယ်ပေါ့နော်ဆိုတော့ yeah ညအဲ့ဆိုလို့ရှိရင်ကျမဒီဗီဒီယိုလေးမှာပြောပြသွားတာကပေါ့နော်ဒီအသက်energy တဲ့ကလေးတွေပေါ့နော်ဒီ6လနေတော့တစ်နှစ်တော့မဟုတ်တစ်နှစ်ကျော်သွားတဲ့ကလေးတွေပေါ့နော်ဆိုတော့အဲ့လိုရွယ်လေးတွေမှာအစာကြီးမများကြီးများတဲ့အဆင့်ပေါ့ပြောရမှာအစာကြီးများတဲ့အဆင့်ဖြစ်တဲ့အချိန်မျိုးမှာအဲ့ဒီဟာတွေကိုကြိုပြီးတော့ကာကွယ်ဖို့အဲ့ဒီဟာတွေကိုတနင်္လာနေ့နဲသွားဖို့အတွက်ဒီလန်5ချက်ကိုပြပြသွားတာပါအထပ်ကိုပြမယ်လို့ပြောနေပါတယ် okay အဲ့ဆိုလို့ရှိရင်နောက်ထပ် video နောက်ထပ် segment လေးတွေမှာလည်းပြန်ပြီးတော့ဆက်ပြီးတော့ပြပြသွားမယ်နော် bye